ရရှိနာမှာဘုန်းကြီးမင်္ဂလာရှိပါစေဟာလေလုယာဒီနေ့အရောက်စီတိုင်းကိုနှုတ်ကပတော်2026အတွက်နှုတ်ကပတော်ဝင်ငှခြင်းနဲ့တုတ်တာခန်းကျ3အပိုင်ငယ်90မှာတင်ဒီကိုဥစ္စာနဲ့အူတီတော်အတိနာရှိသမျှတို့ကိုထာဝရဘုရားအပူဇော်လောတုတ်ပြလေတင်းစပချီတို့တွေကျွေဝါ၍အတစ်တော်စပြည့်နဲ့ရှံလိမ့်မယ်လို့ပြောပါတယ်မိတ်ဆွေတို့2026ရဲ့အူတီတော်အတိထဲဖို့မေ့လို့မရ2026ရောက်ပြီဆိုရင်ဦးဖြတ်ပြစက္ကန့်ဆူတောင်းဖို့အရေးကြီးတယ်ဘဝအသက်တာကိုနံပါတ်1စက္ကန့်နာဆူတောင်းဖို့ဖြစ်တယ်အချိန်ကိုစက္ကန့်နာဆူတောင်းဖို့ဖြစ်တယ်ပြီးလို့ရှိရင်ဖျားပေးတဲ့ပတ်စံဖျားပေးတဲ့ခွန်အားဖျားပေးတဲ့ဥစ္စာတွေကိုဖျားကိုအော်နာပေးပြီးပူဇော်ဖို့ဖြစ်တယ်အဲ့တော့ဖျားအဲ့လိုပေးရင်ဘာဂတိပေးထားလဲဆိုအတစ်တော်ကောင်းခြင်းနဲ့ရှံထွက်စေမယ်လို့ပြောပါတယ်ဟာလေလုယာရှံထွက်ခြင်းနဲ့ဆိုင်တဲ့ကောင်းခြင်းနဲ့အတစ်တော်ကောင်းခြင်းကအူတီတော်အတီးမှာပဲပါတယ်မိတ်ဆွေတို့အူတီတော်အတီးကိုဖျားတော်စိတ်ဝင်စားတယ်တကယ်တော့စစ်မှန်တော်အူတီတော်အတီးဟာယေရှုခရစ်တော်ဖြစ်တယ်တာဦးဖြစ်တယ်ထမြောက်တော်သူတွေအားလုံးရဲ့အူတီဟာဘာတူလဲယေရှုခရစ်တော်ဖြစ်တယ်ဟာလေလုယာတေချင်မှာပထမဆုံးထမြောက်တော်သူယေရှုခရစ်တော်ဖြစ်ပါတယ်အဲ့တော့အူတီတော်ကယေရှုဖြစ်တယ်အလားတူပဲယေရှုခရစ်တော်ကိုယုံကြည်တော်ကျွန်တော်ရဲ့အသက်တာထဲမှာအချင်းကိုအူတီပေးရမယ်ဘဝကိုအူတီပေးရမယ်နေ့ရဲ့ပထမရက်ဒီကိုအူတီဖျားကိုအချင်းပေးရမယ်လဆာဇန်နဝါရီလဆာအူဖြာဖျားဖျားပေးရမယ်2026မှာပထမဆုံးရတဲ့ကောင်းကြီးမင်္ဂလာဖျားကိုပေးဖို့ဖြစ်တယ်အူတီဟာဖျားဥစ္စာဖြစ်တယ်ဟာလေလုယာဆေဘုတ်ဖို့မကဘူးအူတီလည်းဖျားဟာဖြစ်တယ်ကျွန်တော်တို့ရဲ့ဘဝတစ်ခုလုံးကိုအားလည်းဖျားဥစ္စာပဲဖြစ်တယ်အဲ့တော့ဒီနေ့မိတ်ဆွေတို့ဒီအပင်ကိုကြည့်စိုက်တဲ့လူရှိလို့ဒီပန်းပွင့်တာဖြစ်တယ်မစိုက်ရင်တော့ဒီပန်းပွင့်မှာမဟုတ်ဘူးစိုက်ပျိုးခြင်းရှိတယ်လို့အတိတိကျပွင့်ပွင့်ခြင်းဆိုတာရှိတယ်အဲ့တော့မိတ်ဆွေတို့ကာလတိ6မှာလူဟာစိုက်တဲ့အတိုင်းရိတ်ရမယ်လို့ပြောတယ်နှစ်ကိုအပိုင်ငယ်6ခုနှစ်မှာအနှဲငယ်တော်မျိုးစေ့ကိုကျဲတော်သူတွေစပါးအနှဲငယ်တာရိတ်ရမယ်များစွာကျဲတော်သူများစွာရိတ်ရမယ်လို့ပြောတယ်မိတ်ဆွေအပြင်များများစိုက်ရင်အပြင်များများပေါက်တယ်နည်းနည်းစိုက်ရင်နည်းနည်းပေါက်မှာပဲများများစိုက်ရင်များများပေါက်မယ်တပင်ပဲစိုက်ရင်တပင်ပဲပေါက်မယ်များများစိုက်ရင်များများပေါက်မှာဖြစ်တယ်မိတ်ဆွေတို့2026မှာဖျားပေးတဲ့ဝမ်းနဲ့ချင်းမရောတော့တဲ့ကျွဲဝနဲ့ငွေချင်းတီရချင်တယ်ဆိုရင်ကျွန်တော်တို့စိုက်ဖို့ပြောင်းဖူးရိတ်ချင်ပြောင်းဖူးစိုက်ပါစပားရိတ်ချင်စပားစိုက်ပါအဝုစတွေရချင်အဝုစစိုက်ပါပတ်စံတွေမြောက်များစွာရချင်ပတ်စံစိုက်ဖို့ပါအချင်းပို့ချင်းအချင်းကိုစိုက်ပြိုးပါတင်စိုက်ရတဲ့ရိတ်သိမ်းမှာဖြစ်တယ်ဟာလေလုယာလူဟာစိုက်ရတဲ့ရိတ်သိမ်းမှာဖြစ်တယ်မိတ်ဆွေတို့ဘဝကိုဖယားကခွန်အားတွေပေးထားတယ်ထာဝရအသက်ပေးထားတယ်တကိုးတွေပေးထားတယ်လက်တွေပေးထားတယ်ပညာတွေပေးထားတယ်ခြေထောက်တွေပေးထားတယ်အစွမ်းတွေပေးထားတယ်စုကျေးဇူးတွေပေးထားတယ်အဲ့ဒီပေါ်မှာစိုက်ပြိုးဖို့အတွက်အဲ့ဒီပေါ်မှာသွားဖို့အတွက်အရေးကြီးပါတယ်ဘာမှမစိုက်ဘာမှမလုပ်ဘူးဆိုရင်ဖယားရဲ့ဘုန်းတော်ထင်ရှားမှာမဟုတ်ဖယားသခင်ဝိညာဉ်တော်ဟာအလုတ်လုတ်တော်သူလက်တွေ့ရှောင်းလာတော်သူပေါ်မှာဖယားအလုတ်လုတ်တာဖြစ်တယ်မိတ်ဆွေကြားပါပါပြောလဲဆိုတော့တုတ်တန်24-23မှာကျိုးစား၍လှုပ်လေရာ၌ကျေးဇူးရှိတကယ်တော့ကျိုးစားပြီးတော့ဆုတောင်းဖို့လိုတယ်ကျိုးစားပြီးတော့ပေးကမ်းဖို့လိုတယ်ကျိုးစားပြီးတော့ဧဝံဂေလိဟောဖို့လိုတယ်ကျိုးစားပြီးတော့အဥတီထဲဖို့လိုတယ်ကျိုးစားပြီးတော့ဆေဖို့တဖို့တွေထဲဖို့လိုတယ်အဲ့တော့ကျိုးစားကြငါနဲ့ကျိုးစားတာမဟုတ်ငါတို့အထဲမှာရှိတဲ့ဂျေဇုတော်ယေရှုခရစ်တော်အားဖြင့်ဝိညာဉ်တော်အားဖြင့်ကျိုးစားဖို့ဖြစ်တယ်ဂျေဇုတော်ကတာ၍ကျိုးစားတယ်တိကောဆက်နာတိုက်ရတဲ့ဆင်မှာငါဒီအခြားသောတမန်တော်အပေါင်းတို့ထက်တာ၍ကျိုးစားခြင်းကိုပြုတော်မိတ်ဆွေတို့ရှင်ပေါလုဟာတခြားသောတမန်တော်တွေထက်တာ၍ကျိုးစားတယ်ဒါပေမဲ့အဲ့ဒါငါမဟုတ်ဘူးငါနဲ့အတူရှိတော်ဂျေဇုတော်ကယေရှုပဲဖြစ်တယ်တော်လို့ပြောယေရှုပါပဲတနည်းအားဖြင့်ဝိညာဉ်တော်အားဖြင့်ပဲကျွန်တော်ကျိုးစားနိုင်တာဖြစ်တယ်မိတ်ဆွေကိုမဆတဲ့တာရှင်သောဝိညာဉ်တော်ရှိတယ်ယေရှုခရစ်တော်ကိုယ်တိုင်ရှိနှုတ်ကပတော်ရှိတယ်အဲ့ဒီဟာကိုအမိပြုပြီးတော့2026အတွက်ဘဝကိုစိုက်ပြုပါအချိန်ကိုစိုက်ပြုပါငွေချင်းကိုစိုက်ပြုပါများများစိုက်ပါကျိုးစားပြီးတော့စိုက်ပါလှပတဲ့အပွင့်ပွင့်လာပြီးတော့အတီးတီးလာတော့မြောက်များစွာချင်းချင်းရမှာဖြစ်တယ်။ကျမ်းရှင်ကောင်းချီးပေးပါစေ။